ရဲရဲနဲ့ယုံလေးဘို့ဘို့ဟိုးရှိတုန်းကပေါ့စိမ့်နှံ့ဆူပြီးတဲ့မော်တော်အုပ်ကြီးတစ်ခုထဲမှာဘို့ဘို့လို့ခေါ်တဲ့ချစ်စရာကောင်းတဲ့ယုံဖြူလေးတစ်ကောင်ရှိတဲ့သူဟာတခြားယုံတွေနဲ့မတူပဲအရန်ရဲရဲပြီးစူးစမ်းတတ်တဲ့သူပေါ့တနေ့မှာတော့ဘို့ဘို့ဟာငိုနေတဲ့လက်ပြမင်းသမီးလေးတစ်ကောင်နဲ့ဆုံခဲ့တယ်မင်းသမီးလေးဘာလို့ငိုနေတာလဲလို့မေးလိုက်တဲ့အခါငါရဲ့မော်တောင်ပန်တွေပြန်လို့မရတော့ဘူးတောင်ကုန်းပေါ်မှာမြစ်တာပန်းမွင့်စီမှာမော်မုံလေးတွေရမှဖြစ်မှာလို့ပြောလိုက်တယ်ဒီလိုနဲ့ဘိုးဘိုးဟာမဆိုင်မတော့ပဲလက်ပြလေးကိုသူ့ကြောပေါ်တင်ပြီးခီးထွက်ခဲ့ပါတော့တယ်ကလေးတို့ကြီးချောင်းတွေကိုခုန်ကူးတယ်စူးပင်တွေကိုကြော်ဖြတ်တယ်ခြေထောက်တွေနာပေမဲ့လည်းဘိုးဘိုးဟာလက်မလျှော့ခဲ့ဘူးနောက်ဆုံးမှာတော့တောက်ပတဲ့မြစ်တာပန်းကြီးစီကိုသူတို့နှစ်ယောက်ရောက်သွားပါတော့တယ်ကလေးတို့ကြီးမော်မုံလေးတွေရဝါလို့မင်းသမီးလေးဟာပြန်တန်းသွားနိုင်ပါတယ်အဲ့ဒီချိန်မှာသူတို့နှစ်ယောက်ရဲ့တငယ်ချင်းမြစ်တာဟာအရန်ကိုခိုင်မြဲသွားတာပေါ့ကလေးတို့ကြီးကလေးတို့ရေဘိုးဘိုးလိုပဲကိုချင်းစာစိတ်ရှိပြီးရင်းကြမယ်ဆိုလို့ရှိရင်ဘာမဆိုရင်ဆိုင်နိုင်တယ်ဆိုတာသင်ခန်းစာယူကြပါနော်